6ရက်အကြာဇူလိုင်လ19ရက်နေ့မှာဦးအောင်ဆန်းနဲ့သူ့ရဲ့အစိုးရအဖွဲ့ဝင်တွေလောက်ကျန်တပ်ဖြတ်ခံလိုက်ကြရလို့ပဲဖြစ်ပါတယ်။အဲ့ဒီနိုင်ငံတော်လောက်ကျန်မှုကိုဥဆောင်ခဲ့တဲ့မျိုးချစ်ပါတီခေါင်းဆောင်ဦးစောနဲ့သူ့ရဲ့လူတွေကိုနေတွင်ချင်းဖမ်းဆီးလိုက်ပါတယ်။ဒါအပြင်ကြာဆုံးသွားခဲ့တဲ့အစိုးရအဖွဲ့ခေါင်းဆောင်ဖဆပလဥက္ကဋ္ဌဦးအောင်ဆန်းရဲ့နေရာမှာဖဆပလဒုတိယဥက္ကဋ္ဌဦးနုကိုအင်္ဂလိပ်ဘုရင်ကခန့်အပ်လိုက်ပါတယ်။နိုင်ငံတော်လုပ်ကြံမှုရဲ့တရားခံတွေကိုစက်တင်ဘာလမှာရုံးတင်စစ်ဆေးပြီးဒီဇင်ဘာလမှာတော့ဦးစောနဲ့အဖွဲ့ဝင်9ယောက်ကိုတေတံချမှတ်ခဲ့ပါတယ်။အစိုးရတပ်တွေ1ယောက်ကလွဲလို့ကျန်တရားခံ3ယောက်ကိုတော့တတကြုံထောင်ဒဏ်ပေးခဲ့ပြီးဦးစောတို့ကိုလက်နဲ့ထုတ်ပေးခဲ့တဲ့အင်္ဂလိပ်စစ်ဗိုလ်1ယောက်ကိုတော့ထောင်ဒဏ်9နှစ်ချမှတ်ခဲ့ပါတယ်။ It is true that relations between our two countries were in the past not as happy as they are today. ဦးအောင်ဆန်းတို့ကြာဆုံးသွားခဲ့ရပြီမဲ့ဦးနုခေါင်းဆောင်တဲ့အစိုးရအဖွဲ့အစည်းဟာတိုင်းပြည်ကိုတည်ငြိမ်အောင်ထိန်းသိမ်းနိုင်ခဲ့တဲ့အပြင်လွတ်လပ်ရေးကိုမျက်ခြေမပြတ်စေပဲရှေ့ဆက်နိုင်ခဲ့ပါတယ်။ We're sorry to think that our long association with Burma as a member of the Commonwealth should now be ending. နိုင်ငံရဲ့အချုပ်အခြာအာဏာကိုပြည်ထောင်စုအစိုးရကမြန်မာအစိုးရကိုလွှဲပြောင်းအနှင်းမှုသဘောတူတဲ့လွတ်လပ်ရေးစာချုပ်ကိုတော့1948ခုနှစ်အောက်တိုဘာလ18ရက်နေ့မှာမြန်မာဝန်ကြီးချုပ်ဦးနုနဲ့ပြည်ထောင်စုဝန်ကြီးချုပ်အက်တလီတို့ကလန်ဒန်မြို့မှာချုပ်ဆိုခဲ့ကြပါတယ်။1948ခုနှစ်ဇန်နဝါရီလ4ရက်နေ့မနက်4:20မှာလွတ်လပ်ရေးအထိမ်းအမှတ်အလံတင်အခမ်းအနားကိုတိုင်းပြည်ပြည်လွှတ်တော်ရှိမှကျင်းပခဲ့ပါတယ်။ဒီနောက်မနက်6နာရီခွဲမှာတော့ပြည်ထောင်စုဘုရင်ကနိုင်ငံရဲ့အချုပ်အခြာအာဏာကိုမြန်မာသမ္မတကြီးထံလွှဲပြောင်းပေးအပ်ပြီးနိုင်ငံတော်အလံပြောင်းလဲလွှင့်ထူတဲ့အခမ်းအနားကိုအစိုးရအိမ်တော်ရှိမှကျင်းပခဲ့ပါတယ်။ဒီနောက်မှာတော့မြန်မာပြည်ရဲ့နောက်ဆုံးဘုရင်ကဆာဟူဘတ်ရမ်စာပြည်ထောင်စုရေတပ်သင်္ဘောကြီးHMS Birmingham နဲ့အင်္ဂလန်နိုင်ငံကိုပြန်သွားခဲ့ပါတယ်။ရန်ကုန်မြို့နယ်တကွမြန်မာပြည်အနှံ့အပြားမှာတော့လွတ်လပ်ရေးအောင်ပွဲကိုဆင်နွှဲကြပါတယ်။ဒီနောက်ဝန်ကြီးချုပ်ဦးနုနဲ့သူ့ရဲ့အစိုးရအဖွဲ့ကသမ္မတကြီးဆက်ရွှေတိုက်ရဲ့ရှေ့မှောက်မှာကျန်းသစ္စာကျိန်ဆိုလိုက်ပြီးနောက်မှာတော့လွတ်လပ်တဲ့ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရပေါ်ပေါက်လာခဲ့ပါတော့တယ်။အဲ့ဒီနေ့မှာပဲရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံမှာစိုက်ထူမဲ့သမိုင်းဝင်မြန်မာလွတ်လပ်ရေးကြောက်တိုင်ကိုအုံမြင့်ချလိုက်ကြပါတယ်။လွတ်လပ်ရေးရပြီး3လအကြာ1948ခုနှစ်ဧပြီလ17ရက်နေ့မှာတော့လွတ်လပ်ရေးပန်းတိုင်နဲ့လက်တကမ်းအလုံးမှာကြာဆုံးသွားခဲ့ကြတဲ့အာဇာနည်တွေရဲ့ဇာပနအခမ်းအနားကိုကြေကွဲပွဲရာကျင်းပပြုလုပ်ခဲ့ပါတယ်။မိုင်းပွန်စောဝါဆဆန်ထွန်းဦးရာဇန်နဲ့ကိုထွေးတို့ကလွဲလို့ကျန်တဲ့အာဇာနည်တွေရဲ့ရုပ်ကလပ်တွေကိုဂျူဘလီဟောကနေအာဇာနည်ကုန်းကိုပို့ဆောင်ပြီးကိုသွင်းတင်းကြပါတယ်။ဦးရာဇန်နဲ့ကိုထွေးတို့ရဲ့ရုပ်ကလပ်တွေကိုတာမွေမွတ်စလင်သင်္ချိုင်းမှာမြုပ်နှံတင်းကြခဲ့ပါတယ်။မိုင်းပွန်စောဝါရဲ့ရုပ်ကလပ်ကိုတော့မိုင်းပွန်မြို့မှာမိတကြိုခဲ့ပြီးအယိုးပြာကိုမိုင်းပွန်မြို့နယ်ရန်ကုန်မြို့အာဇာနည်ဗိမာန်မှာခွဲဝေထားရှိပါတယ်။